တော်ရာရောင်ကြီးဒိတ်လင်းတော်သည်ဘုံကျိုးပြတ်တဲ့အမှုနဲ့မရီတရားကပူသည်ဆရာမကိုပဲတဲဆွဲအောင်ရှင်မိသည်ဝေတော်ရာရောင်ကြီးဒိတ်လင်းတော်သည်ဘုံကျိုးပြတ်တဲ့အမှုနဲ့မရီတရားကပူသည်ဆရာမကိုပဲတဲဆွဲအောင်ရှင်မိသည်တင်ကြီးလာရောက်တန်းတော်အလွမ်းပူပါသည်သူရှိရဲ့အော်ဖွင့်ပြောပါလားလို့တီရိုးရိုးနဲ့မန်တာကိုပြောပြီးတကယ်စိတ်ကတည်ဘယ်မိမမရှိခဲ့မီတရားကပူသည်ဆရာမကိုပဲတဲဆွဲအောင်ရှင်မိသည်တော်ရာရောင်ကြီးဒိတ်လင်းတော်သည်ဘုံကျိုးပြတ်တဲ့အမှုနဲ့မရီတရားကပူသည်ဆရာမကိုပဲတဲဆွဲအောင်ရှင်မိသည်လွမ်းပူပါသည်စစ်သူချီရဲ့အော်ဖွင့်ပြောပါလားလို့တီရိုးရိုးနဲ့မန်တာကိုပြောပြီးတကယ်စိတ်ကတည်ဘယ်မိမမရှိခဲ့ဘူးတရားကပူသည်ဆရာမကိုပဲတဲဆွဲအောင်ရှင်မိသည်